ကိုရဲ့လေအမျိုးသားရဲ့ရှိမှာထားပါတော့ကိုမျိုးသားကအင်တော်ကြီးဖောက်ပြန်ခဲ့တယ်လို့ဓမ္မကိုမျိုးသားကဒီတခြားမိကလေးတယောက်ကိုစိတ်ဝင်စားတဲ့ပုံစံမျိုးပေါ့ဒီလိုမျိုးတွေရှိရဲဆိုလို့ရှိရင်လေနည်းနည်းတစ်ခုလောက်ပြပြပေးမယ်သိလား ZRTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကိုရဲ့လေအမျိုးသားရဲ့ရှိမှာထားပါတော့ကိုမျိုးသားကအင်တော်ကြီးဖောက်ပြန်ခဲ့တယ်လို့ဓမ္မကိုမျိုးသားကဒီတခြားမိကလေးတယောက်ကိုစိတ်ဝင်စားတဲ့ပုံစံမျိုးပေါ့ဒီလိုမျိုးတွေရှိရဲဆိုလို့ရှိရင်လေနည်းနည်းတစ်ခုလောက်ပြပြပေးမယ်သိလားအဲ့မိကလေးကိုအရန်မုန်းတဲ့ပုံစံမျိုးမပြနဲ့ပြနဲ့ကွာနည်းနည်းတော့ညံကောင်းရတယ်သိလားကိုယ့်ရဲ့အိမ်တော်ကြီးတစ်ခုမှလေဘာလို့လဲဆိုတော့ဝုန်းတိုင်းနေကျဲတဘောသားကြီးရဲ့အဲ့လိုမျိုးပုံစံမျိုးဖူးဆိုင်ကြီးအဲ့လိုပုံစံပြရင်ကြတော့လူသားတွေကတစ်ဖက်ကိုလုံးရောက်သွားဖို့ percentage ပုံများတယ်ကွာနည်းနည်းလေးသဘောထားကြီးပြလိုက်တာပိုကောင်းတယ်ဥမာအခုမျိုးသားရဲ့ရှေ့မှာကွာအမတခြားမင်းကလေးတွေရဲ့မကောင်းချောင်းရံပြောတာလို့အဲ့ဒါယောက်ျားလေးသိမကြိုက်ဘူးပေါ့နော်ယောက်ျားလေးကသူတို့ negative များခြင်းများပဲသူတို့ယူထားတဲ့ main မတွေကြတော့သူတို့အဲ့လို positive vibe များတာသူတို့ကြိုက်ကြတာတော်တော်များလေအဲ့လိုလုံးယူပြီးတော့ positive vibe ကများလို့တော့မရဘူးငါကိုကလေးကကိုယ့်ရဲ့အတွဲကိုယ့်ရဲ့ energy ကိုကလည်းအပြုသဘောဆောင်အကောင်းသဘောများတွေးပေးနိုင်တယ်အမျိုးသမီးမျိုးဖြစ်အောင်လည်းကြင်ကြံလို့ရတယ်ပေါ့နော်ဒါတွေကနေပေါ့နော်ဥမာထားပါတော့အရင်ဒီမိကလေးကဘလို့ဖြစ်တာပါဖြစ်တာပေါ့အဲ့နောက်ဆုံးအထိကို့မျိုးသားကအင်တော်ကြီးဖောက်ပြန်ခဲ့တယ်ဆိုတာမျိုးဆိုလို့ရှိရင်တော့လုံးလုံးရပါတယ်ခွတ်လို့ပါတယ်ကျမတို့လည်းပေါင်းပါအဲ့လောက်ထိတော့သဘောထားကြီးထိုက်တာတော့မဟုတ်ဘူးကွာဒါပေမဲ့နှစ်ခုတော့ရှိရပေါ့နော် option နှစ်ခုရှိရပထမ option တစ်ခုကကျတော့ကိုကကွာမယ်လို့ဆုံးဖြတ်ပြီးသွားရင်တော့အဲ့ option မရွေးချယ်နဲ့ကွာမယ်ဆိုပြီးသွားပြီ तू ကွာပေးတရားရုံတော့ကွာလိုက်နော်အဲ့တော့ရတယ်ဖောက်ပြန်နိုင်ပါတယ်ကွာလို့ရတယ်အများစုဟုတ်ပြီအဲ့လိုမဟုတ်ပဲကိုသူနဲ့ဆက်ပေါင်းမှု option ကိုရွေးချယ်ရတယ်တချို့ကြတော့မဖြစ်မနေအနေထားရှိရလေတာသမီအကြောင်းလုံးကြီးအကြောင်းဒါမျိုးတွေပေါ့ကိုချစ်လို့ပေါ့နော်ဒီလိုအကြောင်းရင်းတွေကြောင့်အမျိုးသားနဲ့ဆက်ပေါင်းမယ်ဆိုတဲ့ဟာကိုရွေးချယ်တဲ့မျိုးသမီးတွေအတွက်ကိုပြောတာပေါ့နော်အဲ့လိုဆိုရင်တော့အဲ့ဒီမင်းကြီးနေပေါ့နော်မင်းကြီးနေဆိုတဲ့အမျိုးသမီးကိုအရန်ကြီးပြဿနာရှာကျင်တာတွေအဲ့လိုတက်ချင်တာတွေဒီလိုမျိုးတွေပေါ့သိကြမလားလူငါပြီးတက်ပလိုက်ငါဘယ်လိုအဲ့လိုမျိုးပုံစံတွေ pressure မပေးနဲ့အဲ့လိုမျိုးဆိုပို့ပြီးတော့ကိုနဲ့ကိုယောက်ျားနဲ့ပို့ပြီးဝေးတဲ့ပို့ပြီးတော့ဝေးလာလိမ့်မယ်သိလားကိုနားလေခွင့်လွှတ်ပြီးသွားပြီလို့ကိုလုပ်တယ်ဆိုလို့ရှိရင်အဲ့မိငယ်ကြောင့်ကိုမပြောချင်ဘူးစက်ထဲမှာနှုတ်ထဲမှာထိတ်မပြောချင်ဆိုမပြောနဲ့ဒါပေမဲ့ကိုပါစကနှုတ်ကနေထွက်လာတဲ့စကားတွေကလည်းအဲ့မိငယ်ကိုဘလိန်းနိုင်မဖြစ်စေနဲ့အဲ့ဒါကြိုင်မကြိုက်ဘူးသူတို့ကမကြိုက်တကယ်ပြသူတို့ကိုယ်တိုင်လည်းအဲ့မိငယ်ကိုလုံးလုံးယူပြီးတော့ယူလိုက်တာလားဆိုတော့လည်းမယူဘူးပေါ့နော်ဒီမိငယ်ကြီးကိုလည်းမပြတ်ဘူးမိငယ်ကြီးကိုလည်းသူတို့မဆုံးခံနိုင်ဘူးဆိုတော့ညားလဲပဲသူကအဲ့လိုသူတို့ရဲ့အရင်ကအကြောင်းတွေဖြစ်ခဲ့တာတွေဒီမင်းကြီးကိုဘယ်တော့မုန်းတာပါမင်းလေးမှရှိတက်တယ်လေသူတို့ရဲ့စိတ်ထဲမှာ trauma ရသွားပြီဆိုအဲ့မျိုးသမီးကိုနဲ့ပတ်သက်တဲ့အဆိုအကောင်းမမြင်နိုင်တော့ဘူးပါအဲ့မျိုးသမီးကိုမတက်ချင်စိတ်တရားစားဖြစ်ပြီးတော့လောက်ချင်စဲပဲဒါပေမဲ့အဲ့ဒါပို့ဆိုးတယ်ဒီအမျိုးသမီးနဲ့ကိုကဟန်တားလိုက်နိုင်ပေမဲ့လည်းကို့မျိုးသားနောက်ထပ်တစ်ယောက်ကိုထပ်ဖောက်ပြန်မှုအဲ့နောက်မျိုးသမီးနောက်ထပ်ကောင်မလေးတယောက်စီထပ်သွားဖို့ chance မျိုးပုံများတယ်အဲ့ဒါကောက်ဟန်တားလုပ်နိုင်တဲ့အရာလို့တော့ကျွန်မရှာဖွေတွေ့ရှိခဲ့ဘူးပေါ့နော်ဒါကျွန်မရဲ့ divorce ကာစားတာဒီတတန်အရာကိုတွေ့ကြုံမြင်ရတဲ့ experience လေးတွေကို share ပေးတာပေါ့နော်အင်တာဗျူးဘယ်လိုကြိုင်တွေ့ရမလဲဆိုတာလေးနည်းနည်းပြပြပေးရအရင်တော်နေရလည်းမဟုတ်ပါဘူးကျွန်မအရင်တော်တယ်မဟုတ်ပါဘူးကျွန်မတို့အင်တာဗျူးမှာလည်းဒီလိုမျိုးလေးနဲ့မြန်ရှာနေသွားဆိုတဲ့အတိုင်းပေါ့နော်ဒီလိုမျိုးကြိုက်ပြီးတဲ့အချိန်လေးတော့ရှိပါတယ်ဒါပေမဲ့ကွာမယ်လို့ option ရွေးချယ်ပြီးသွားရင်နော်ကွာမယ်ဆိုရင်တော့ပြီးသွားပြီနောက်ထပ်ဘာမှမစမ်းစားအနေနဲ့တော့သူကွာပေး evidence တွေရှိပြီတသက်တွေရှိရဖောက်ပြတဲ့ဆိုတာရှိပြီဆိုတော့ဒီကိုင်းလုံးနဲ့ပဲတော့ဥပဒေလမ်းကြောင်းရသွားပေါ့နော်အဲ့လိုမဟုတ်ပဲနောက်တစ်ခုစွန့်လွတ်တာရွေးချယ်ပဲခွင့်လွတ်တာရွေးချယ်အမျိုးသမီးတွေပေါ့ခွင့်လွတ်တာတော့ရွေးချယ်ပါတယ်တကယ်စိတ်ရင်းကလေခွင့်လွတ်တာမဟုတ်ဘူးဆိုလို့ရှိရင်တော့ပြဿနာမျိုးတော့ရှိရနော်အဲ့ရာကိုယ့်ရဲ့စိတ်ခံစားချက်ကအဆင်မပြေတာကြီးကိုတည်ပိုးပြီးတော့ရေထဲမှာအဲ့လိုပိုက်ပြီးတော့သွားမှလားပေါ့ရှိသွားမှလားအဲ့ဒါဆိုကိုယ့်အတွက်လည်းမကောင်းနိုင်ဘူးသူ့အတွက်လည်းမကောင်းနိုင်ဘူးနောက်ဆုံးယောက်ျားတွေကသူတို့နဲ့ပတ်သက်တဲ့သူ့အကြောင်းအရာကိုပြန်ပြောရလည်းမကြိုက်ဘူးသူတို့နဲ့ပတ်သက်ခဲ့တဲ့မိန်းမတွေမုန်းနေရလည်းမကြိုက်ဘူးငယ်ငယ်အဖောက်ပြန်တဲ့ယောက်ျားတွေမှာဖြစ်တဲ့
same တူညီရဲ့အရာပဲเนาะအဲ့ဒါအဲ့တော့ဖေမိန်းကလေးကမှအရန်မုန်းတာတွေမင်းကြီးတို့အရန်မုန်းတာတွေအဲ့ဒါတွေကိုနည်းနည်း short ပြောအဲ့အရင်မကောင်းတာကိုစိတ်ထဲမှာအရန်မုန်းနေကြိတ်နိုင်ခင်ဗျဖြစ်နေအောင်တကယ်ကြီးတယောက်ယောက်ရင်ဖွင့်တခြားသူတွေတိုင်မင်းအဲ့လိုမျိုးပေါ့ကျမတို့လည်းလာတိုင်မင်းလည်းရတယ်ဆွေးနွေးလည်းရတယ်ဒါပေမဲ့ကိုယ့်ယောက်ျားရှိမှာတော့အဲ့ຢာလေးတွေအရင်မဖော်ပြမိရင်တော့ပိုကောင်းတယ်ပေါ့နော်လုံးလုံးလို့တော့ပြောတာတော့မဟုတ်ဘူးဒါတော့ကိုတော့ရှာဖွေကြည့်ပေါ့နော်ကျမပြောတာလဲမှန်ကြလဲမှာမယ်မှားကြလဲမှာမယ်လေတချို့ဆိုအဲ့အတိတ်ကတော့နေပြန်ပြောရင်းနဲ့ပြဿနာထားဖြစ်ပြီးထသက်ကြရဲ့အတွေ့အကြုံအများကြီးပဲဒါပေမဲ့ကိုတော့ research လုပ်ကြည့်ပါအောင်နည်းနည်းလေးရှာဖွေလိုက်ပါအောင်ဟုတ်တယ်အဲ့လိုဖြစ်ပြောလို့ကိုဖြစ်တာလို့တွေးတယ်ဆိုတော့မလုပ်နဲ့တော့ပေါ့နော်ဒါပေမဲ့တယောက်ရဲ့စိတ်မတူညီဘူးအိမ်တော်ကြီးတွေတယောက်နဲ့မတူဘူးလူတွေရဲ့ကိုယူထားယောက်ျားတွေရဲ့စိတ်တွေကလည်းတယောက်မတူတာဖြစ်တဲ့အတွက်ကြောင့်ဒါတော့ရေပုံရအဖြစ် advice လုပ်ပေးတာပါဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်